ပတ်ဝန်းကျင်ကိုပတ်ပြီးတော့မလဲခင်ပတ်ပြီးတော့ရှောက်ပြီးတော့ပတ်ကြည့်ခင်ဒီ World Trade ဒီနေရာလေးအကြောင်းလေးကိုနည်းနည်းလေးပြောပြချင်တယ်ပေါ့နော်ဒီ World Trade Center နဲ့9/11အကြောင်းကတော့မသိတဲ့သူရှိတလောက်ပဲပေါ့နော်ဆိုတော့ဒီနေရာလေးကကြတော့ဟိုအရင်တော့ကဒီ Twin Tower ပေါ့နော် Twin Tower နှစ်ခုရှိတယ်ဒီပတ်ဝန်းကျင်ဒီနေရာလေးမှာဒီကမ္ဘာကုန်သွယ်ရေး Center World Trade Center ပေါ့နော်ဒါပေမဲ့2001စက်တင်ဘာလ17ရက်နေ့မှာဒီအမေရိကန်မှာအရန်ကိုဆိုးတဲ့အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်သွားတယ်ဆိုတော့အဲ့ဒါပါလဲဆိုတော့9/11လို့အများဆုံးသိကြတဲ့ကိစ္စလေးပေါ့နော်ဒီအကြမ်းဖက်အုပ်စုတွေကနေပြီးတော့ဒီ World Trade Center ဒီ Twin Tower နှစ်ခုကိုလေယာဉ်ကိုပြန်ပြီးဆွဲပြီးတော့မှတိုက်ချသွားပြီးတော့ဒီ World Trade Center နှစ်ခုဆိုလို့ပြိုကျသွားတယ်ပေါ့နော်ပြိုကျပြီးသွားတဲ့အခါကျတော့သူတို့ဒီနေရာလေးကို One World Trade Center ဆိုပြီးတော့မှဒီကုန်သွယ်ရေး Center ဒီအမြင့်ကြီးကိုတစ်ခုထပ်ဆောက်တယ်ပေါ့နော်ထပ်ဆောက်ပြီးတော့ဒီနားမှာပါရှိလဲဆိုတော့ Oculus ရှိရယ်ဒီ 9/11 Memorial Museum ရှိရယ်ဒီ World Trade Center နှစ်ခု Tower နှစ်ခုပြိုကျသွားတဲ့နေရာလေးမှာစာတန်းလေးတွေထိုးထားပြီးတော့မှဘယ်လိုပြောမလဲတင်းကြိုင်းပြောမလားဒီအဲ့နေရာလေးကိုအတက်သူတို့ထိုးထားပြီးပေါ့နော်ဒီကလေးရိုင်းလိုက်ခုဒီ area ကြီးကိုပတ်ကြည့်မယ်လို့ပါတယ်ရှိတယ်ဆိုတာ Oculus ထဲကိုအရင်ကြည့်မယ်ဝင်ချင်းပေါက်ဝကနေလမ်းမြင်ရတဲ့ view ပေါ့နော်။ဘိုးဘက်မှာလည်းဒီလိုမျိုးနေရာ view တစ်ခုရှိတယ်။လူတွေတပ်ပုံတွေအများတန်းလာရိုက်တဲ့နေရာပေါ့။ကြီးတော့အဲ့တဲ့တွေအရန်သဘောကျတဲ့နေရာ။ဒီမှာတီးကနေပြီးတော့ရိုက်တာတပ်ပုံ။ဘယ်ချက်အောက်ကိုတစ်ချက်ကြည့်နေ။ဒါတစ်ထပ်ဆင်းလိုက်တာအောက်ကိုဆင်းလိုက်လို့ရှိရင်ဒီ R train နဲ့ W ရထား R နဲ့ W ကိုဝင်တခါတည်း join ထားရနေဝင်ပြီးတော့ R နဲ့ W ရထားစီးမယ်ဆိုဒီကလာလို့ရတယ်။ဒီမှာဝင်ပေါ့နော်။ဟိုဘက်မှာဆိုရထားလာတဲ့နေရာပဲ။ So တော့ဘယ်ကနေပတ်မလဲဆိုတော့ဘက်ကနေပတ်မယ်။ဒီအောက်ထပ်နဲ့အပေါ်ထပ်ဒီ Oculus ရဲ့အောက်ထပ်ရဲ့အပေါ်ထပ်ရဲ့ကသူကဈေးဝယ်စင်တာတွေကြီးပဲ brand တွေရောင်းတာပေါ့ကွယ် Apple လေးရှိရယ်ဒါဆိုင်နေသူကဖွင့်ထားကိုယ့်ဘက်ခြမ်းဒီဘက်ခြမ်းပတ်လဲအောက်ထပ်မှာ coffee ဆိုင်တို့ဘာတို့စားစရာကြီးလည်းအကုန်လုံးလုပ်ထားဒါအပေါ်စီးကနေလည်းမြင်ရအောက်မှာလူတွေFace space လူချင်းနေတဲ့အဲ့လေဒီမှာဒါလေးတောင်းဒီဘက်ချမ်းနေလဲအကုန်လုံးဈေးဝယ်စင်တာတွေကြီးပဲဒီဘက်ချမ်းနေလဲအကုန်လုံးဆိုင်နေကြီးပဲဆိုင်နေပဲဆိုတော့မတော်တော့ဒီဘက်ချမ်းပြန်ဒီ Oculus ကိုအရင်ဗီဒီယိုတွေမှာရှိရဲဟိုမှာ walking tour အနေနဲ့ဒီလို line ရှောက်ရင်းနဲ့ရိုက်ထားဒါအခုဒါပြန်ရိုက်တာပါနော်ဒီဗီဒီယိုပထမရိုက်တာရဲ့တိတ်ဆိတ်တိုင်းမကြဘူးဒါဒီဘက်အချမ်းမှာဆိုလို့ရှိရင်နံပါတ်1ရထား
one train ရှိတယ်။ဝင်လိုက်ရောက်ပြီ။ဝင်တော့ဒါဒီဘက်ချမ်းတပ်ပုံရိုက်တဲ့နေရာလေးရှိတယ်ဒီဘက်ချမ်းမှာ။ဟိုဘက်ချမ်းနဲ့တူတူပဲခုနပြတဲ့နေရာနဲ့ဒီမှာဒီနေရာလေးပေါ့လမ်းကြည့်လို့ရပြန်မထွက်သေးဘူးအောက်ကိုဟိုဘက်တစ်ချက်ပတ်လာဒီဘက်ချမ်းတွိုင်းရင်ဘာရှိလဲဆိုတော့ဒီလိုဆိုင်းလေးလေသူကပြတာဒီရထားတွေရှိရယ် restroom ရှိရယ် shop and dining စားစရာနဲ့ဒီဈေးဝယ်မယ်အောက်ထပ်မှာဆိုလို့ရှိရင်ဒီ subway နဲ့ဒီ park ဒီဟို Long Island ကိုတော့လာပဲတော့လည်းမသိဘူးတစ်ချက်ခဏနေကြရင်အောက်ဆင်းကြည့်ဒါက Appleဖုန်းတွေရောင်းတာတချို့ကြလဲဒီလိုမျိုးဒီ World Trade Center မှာရောင်းတဲ့ Apple ဖုန်းဆိုင်ကနေဝယ်လာတယ်ဆိုတော့ဟာမျိုးပေါ့နော်သူကဝယ်ချင်တယ်လို့ရှိရဆိုင်ငန်းကားတွေပါတော့ဈေးရင်ကြီးရနေတူတာဒါဟိုဘက်ကိုထွက်လို့ရတယ် Starbucks coffee လည်းရှိရဒီဘက်မှာဒီကနေထွက်သွားလို့လည်းရတယ်ဒီကထွက်ရင်တော့ဆောက်ဝေးမရအောင်ဒီမှာဆင်းလို့ရတယ်ဒီကနေပဲဆင်းလိုက်အောင်ဒီကွင်းပြင်ဆိုလို့ရှိရင်ဒီနေရာလေးကChristmas ရောက်လို့ရှိရင်စကိတ်ကွင်းလောက်တာတို့ကဒါတော့ဆယ်လူတွေထိုင်တဲ့နေရာပေါ့နော်ထိုင်တဲ့နေရာလေးလောက်ထားပေးခီးသွားတွေအတွက်ice cream ရောင်းတာပဲဒီလိုဆိုင်လေးလည်းဖွင့်ထားဒါဆိုရင်ပန်းဆိုင်ဒါဆိုရင်ဟိုဟာဆိုင်ငကတ်တွေဟိုဟာရောင်းတာ jewelry အဲ့ဒူဘိုင်းချောကလက်ပဲဟာဒူဘိုင်းချောကလက်ဝယ်ဆောင်မှာပဲဒါကိုစောင့်နေတာပဲဒူဘိုင်းချောကလက်ရောင်းတဲ့ဆိုင်ဈေးတွေကဘယ်လောက်တော့ရှိလဲမသိဘူးဒါလည်း Apple ပဲပေါ်ထအောက်ထပ်ဖွင့်တာဒါပထမကဒီမှာမရှိဘူးထင်တယ်ဒါအနောက်ထပ်ဖွင့်လိုက်တော့ထပ်ချဲ့လိုက်တာဖြစ်မယ်ပေါ်ထအောက်ထပ်ကော Apple ဒီဘက်ရောက်တော့စားတော့တယ်ဒါ coffee ဆိုင်ဟိုဟာ Long Island သွားမှာမဟုတ်ဒီ Park Train က New Jersey ကိုသွားတာ New Jersey ကနေ New York ကိုအဲ့လိုဒီမှာအလုပ်လုပ်ကြတဲ့သူတွေပေါ့နော်ဒီ New York ထဲမှာအလုပ်လုပ်တဲ့ New Jersey မှာနေတဲ့သူတွေအဆင်ပြေတယ်ဒီဟာလေးရှိတော့ကြီးပဲတခါမှတော့ဒီကနေဖြတ်ပြီးတော့ New Jersey ကိုမသွားဘူးတစ်ခါလောက်သွားလေဒါကဒီပြတ်ထားအတွက်ကိုဝယ်နေကြဝယ်တဲ့ဆက်ကလေးဝယ်တဲ့ဆက်
ဆက်မတော်တော့အဲ့ဒါဒီအရှိကြီးကိုအရှိကြီးသွားလိုက်လို့ရှိရင်လေတက်လေကအမြင့်ကြီးနဲ့တွားဟိုဘက်ကဈေးဝယ်စင်တာတစ်ခုနဲ့ချိတ်ထားဒီ tunnel ကဆက်မတော်တော့ဒီပြန်တက်မယ် one train ဒီဘက်ချမ်းလေးလူသိမ့်မလားWasabi sushi bento စားတော့တန်းလေးဂျိုးကော်ဖီဒီနေရာကဟိုဒီခုဘက်ချမ်းဒီအပေါ်တက်သွားလို့ရှင်ရုံးနေများရှင်လေဒီတန်းလေးကဒီရုံးသမားတွေစားဖို့တော့ကိုအဓိကလောက်ထားတဲ့ထင်တယ်ဒီ view လေးရမ်းမိုက်တယ်ခုနထန်နဲ့တက်တက်လျှောက်လာလို့ရှိရင်ဒီမှာဒီ elevator အရွှေကြီးနဲ့ဒီ ferry terminal ရဲ့ Brookfine Place ကိုရောက်လာလုံခြုံရေးတွေကတော့နေရာတိုင်းအပြည့်ပဲဒီမှာဟိုဒီအပေါ်ဆုံးဒီအပေါ်တက်တိုင်း Brookfine Place ဒီ terminal ဟိုဘက် New Jersey ကိုကတော့တွားတဲ့လေဆိပ်ကိုရောက်လာတာဒီမော်ဆိပ်ပေါ့ဆိုတော့ပြန်꿰မယ်ဈေးဝယ်စင်တာနဲ့ဒီ New Jersey ကိုတွားတဲ့ရထား patch လေးရှိဒါပါပဲ Oculus Center World Trade Center နာက Oculus ကတာပါပဲNew Jersey ကိုတွားတဲ့ train ကိုဆက်တွေ့ထားတဲ့ဒီတည်ယူပို့ဆောင်ရေးအောက်ထပ်မှာရှိတယ်ဈေးဝယ်စင်တာရှိတယ်ဒါက Oculus ရဲ့အပြင်ဘက်မှာလူတွေထိုင်ပြီးပန်းဖြေလို့ရအောင်တော့ခုံလေးလောက်ထားပြီအရင်ဒီနေရာကဒီဟိုအယုတ်ကလေးထားတာလားလို့ရုပ်ထုလေးမလာတာကြတော့ရုပ်ထုလေးရမရှိတော့ဒါလေးဒါရှိရဲဒါလူတွေတပ်ပုံလေးရိုက်ကြပါတော့နော်ဒီမှာကလေးတွေပျော်ကြရေဘဝေးကြီးပဲD'accord, mais en 2 heures de marche, on a fait 30 minutes. ကလေးရှင်ကလေးနဲ့လာလဲလို့ကောင်းတဲ့နေရာပေါ့နော်ဟိုဘက်မှာ 9/11 Memorial Museum ဒီဦးစားရောက်ပြီဆိုတော့အစိမ့်ဆိုနေ
ဒီပတ်ပတ်လေကိုဒီစင်တာ World Trade Center အဟောင်းရဲ့ဒီပြိုကျသွားတဲ့နေရာရဲ့ဒီပတ်ပတ်လေကိုဒီနာမည်လေးတွေထိုးထားတယ် اینجا اسم همه کسایی که بردن ထိမ့်မှတ်တစ်ခုအနေနဲ့1 nation ထိမ့်မှတ်တစ်ခုအနေနဲ့ از اون مثلا توی اون تاریخ استخدام یه نور میزنه هوا کسی اینها بزرگه ဒီဟာက one world trade آره آقا ပြန်ဆောက်ထားတဲ့အစ်စ်နာမည်လေးတွေထိုးတာဆုံးသွားတဲ့ဒီ World Trade Center ပြိုကျပြီးတော့မှဆုံးသွားတဲ့သူတွေရဲ့နာမည်လူပေါင်း3000နီးလောက်ဆုံးသွားတယ်လို့ပြောတယ်ဒီကလူတွေကျတော့အလဲလာပြီးတော့အလဲလာတယ်လို့ပြောရမှာပေါ့နော်အလဲလာဟုတ်တယ်ဒါပေမဲ့ဒီနေရာရောက်လို့ရှိရင်ဒါတင်းချိုင်းတစ်ခုလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တအားတွေပြောဘဘဟီဟာဟာတွေအဲ့လိုမျိုးလှုပ်ဖို့တော့တိတ်ပြီးမတင်တော့တဲ့နေရာလေးပေါ့နော်ဒီလူအများကြီးဆုံးသွားတဲ့နေရာဒီတာဝါတစ်ခုနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုကဒီဘက်ချမ်းမရှိอ่ะဒီဟာကကျတော့9/11 Memorial Museum ဒီထဲကိုဝင်ကြည့်မယ်ဆိုလို့ရှိရင် ticket ဝယ်ရဘယ်လောက်ရှိလဲမသိဘူးလက်မှတ်စေးရအော်ဒီမှာဒါကနောက်တစ်ခုပေါ့နော်ထွက်တဲ့နေရာပဲ museum ရဲ့နေဒီကနေထွက်လာဒါဝင်ကြည့်တဲ့သူတွေပေါ့ဒီဟာကနောက်တစ်ခုTwin Tower နောက်တစ်ခုဒါ World Trade Center အဟောင်းဒီဟာလည်းအဲ့အတိုင်းပဲသူဟိုဟာလေးတွေရေးထားနာမည်ဒီဆုံးသွားတဲ့သူတွေရဲ့နာမည် Right behind me is the American နိုင်ငံရဲ့အရန်ဝန်းနဲ့ဆရာကောင်းတဲ့ဖြစ်ပျက်ကြီးပေါ့ဒါ I'm going there. I want to wait for Becky and the kids to go there. ဒီသူ့ရဲ့နှစ်ပတ်လည်နေ့တွေဆိုလို့ရှိရင်ဒီပန်းနေလာပြီးတော့ပေးကြတယ်ဒီနောက်မှာပန်းနေလာပို့ကြသူ့ရဲ့ဆိုင်ရာမိသားစုတွေရောတစိမ့်စိတ်လဲလာတယ်ဒီတဆိုင်ရာမိသားစုတွေအဲ့လိုပန်းနေလာပို့တယ်ခုပဲတွားမလဲဆိုတော့ Liberty Park ကိုတွားမယ်ဒီ9/11ရဲ့ဒီဘက်ဘေးနားမှာပဲဒီ World Trade Center ရဲ့ဘေးနားမှာရှိတယ်ဒီနေရာကဘာရှိလဲဆိုတော့ Sphere ဆိုတဲ့ရုပ်တုလေးတစ်ခုရှိရယ်ရုပ်တုတစ်ခုရှိရယ်ဒီ Liberty Park ထဲမှာဒီရုပ်တုလေးကကြတော့ကွာသူဒီ 9/11 တိုက်ခိုက်မှုပြီးပေါ့နော်တိုက်ခိုက်မှုပြီးဒီအကုန်လုံးဒီ World Trade Center တွေနှစ်ခုစလုံးပြိုကျသွားတဲ့အချိန်မှာဒီရုပ်တုတစ်ခုပဲကြံတယ်ဒီရုပ်တုတစ်ခုပဲကြံတာအဲဒီကြံတဲ့ဟာကိုကြံနေတဲ့ဒီရုပ်တုကိုသူတို့ကဒီပန်းဘေးနားမှာပန်းချံတေးသေးလေးဆောက်ပြီးတော့မှဒီလိုထားတာပေါ့နော်Sphere ဆိုတဲ့ရုပ်တုဒီနေရာလေးကလေလူတိတ်မလောင်တိလားအေးလူအဲ့လိုမျိုးနားချင်တဲ့သူတွေဆိုရင်အရန်ဆင်ပြေ My money now. Yes. I was like, yeah. ဒီမှာဒီဟာ Sphere ဆိုတဲ့ရုပ်တုဒီတာဝါကြီးနှစ်ခုကိုသူကမနေ့10နာရီထိုးခါနီးတစ်ခုပြိုကျတယ်နောက်တစ်ခုက10နာရီ15မိနစ်လောက်လာမသိအဲ့အချိန်မှာပြိုကျသွားဒီပြိုကျသွားတဲ့အချိန်မှာအကုန်လုံးပျက်စီးသွားပြီးတော့မှဒီရုပ်တုလေးတော့ကြံခဲ့ပါတော့နော်သူလည်းနည်းနည်းတော့ပျက်စီးနေပါတယ်
နည်းနည်းတော့ပျက်စီးသွားတယ်ပေါ့နော်ဒီတစ်ခုပဲကြံဒါအရင်တော့ကရှိခဲ့တဲ့ပုံစံပေါ့ဒီ World Trade Center မှာသူတို့ချထားတဲ့ပုံစံဒီလိုမျိုးချထားရနေပြီးတော့မှ World Trade Center ရပြိုကျတော့သူကအခုဒါမြင်တဲ့တိုင်းပဲပေါ့နော်ဒါသူတို့နည်းနည်းပါတော့ပျက်စီးသွားတယ်သူဒါလေးကိုစာရေးထားပြီးဒါက World Trade Center One World Trade အစ်စ်ပြန်ဆောက်တယ်ဟာဒါဒီကနေဆက်သွားလို့ရှင်ဟိုးမြင်နေရတဲ့အဆောက်အဦအဲ့ကိုသူကဆက်ထားဒီကနေဆက်သွားလို့ရှင်ဒီကနေဒီဟာကြီးကိုဆက်ထားရနေပြီးဒီဘက်ကိုတိုက်ထဲကိုဝင်သွားလို့ရှင်ခုနကကြီးလဲ Brookfield Place ကိုရောက်တယ်ဒီရဲ့အနောက်ချမ်းမှာဆိုလို့ရှင်ဟိုဟာရှိရတာမီနယ်ပေါ့နော်ဒီဘုတ်လေးတွေစိုက်တဲ့နေရာဘိုးပဲ New Jersey သွားတာတော့သူအဲ့ကိုသွားတဲ့ New Jersey သွားတဲ့လေစိတ်ပေါ့လေစိတ်ရှိအဲ့ကနေဆက်သွားလို့ရှိရင်ဂျော်ဝါရှင်တန်တရားရောက်ဒါဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒီဘက်လမ်းကိုဟိုဘက်ချမ်းသွားလို့ရှိရင်Liberty Park Battery Park Liberty မဟုတ် Battery Park ရောက်တယ် Battery Park ကLiberty Statue of Liberty သွားလို့ရှိရင်လေစီးရဲ့နေရာအဲ့မှာလည်းဒီ weekend တော့ဘာလို့ဆိုရင် activity တွေရှိတယ်spare ရုပ်တုပါဒီပိုင်းကတတိတ်လေးကိုပတ်ကြည့်မယ်ဒီမှာလူသိမ့်မရှိဘူးဒီလားအဲ့လိုအေးလူနေမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီမှာလာထိုင်လို့ရတယ်ဟိုဘက်ချလေးဆိုလူရမ်းရှုပ်တယ်အခုတွေ့တဲ့အတိုင်းပဲဒါလူမရှိဘူးအေးစေးတပ်ပုံရိုက်လို့ရတယ် spring ကြရဲ့ချိန်ပန်းနေပွင့်လာဒီနေရာလေးဒါဒီရှေ့တက်ရဒါကဂျူးဖျားเจ้าလို့ပြောတယ်ဒီဟာပေါ့ဒီ Christmas တို့ဘာလို့ရောက်လို့ရှိရင်ဒီနားမှာ decoration တွေလုပ်တာရမ်းလာတေးတော့တေးတယ်ဒါပေမဲ့ peaceful ဖြစ်တယ်အေးချောင်းလာထိုင်လို့ရတယ်အော်ဒီဘက်မှာဆင်းရှိရပဲဒီကဆင်းသွားလဲရတယ်ဒီဘက်ကဆင်းဟိုဘက်ခြမ်းရောက်အေးစိတ်ညာပဲလေတိုက်ကားပဲနေရာမှာရှိလဲဆိုတော့ခုနက Liberty Park ရဲ့ဒီဘက်ဘေးနားမှာရှိရယ်ဒီဘက်ဘေးနားမှာရှိရယ်ဒီ FDNY ဒီ 9/11 and တိုက်ခိုက်မှုမှာဒီ World Trade Center ပြိုကျလိုက်တဲ့အချိန်မှာမိသက်ဓမ္မအဖွဲ့တွေကိုဂုဏ်ပြုထားတဲ့နေရာပေါ့နော်ဒီဒါလေးကိုတို့ကဆွဲပြီးတော့မှအထိမ်းအမှတ်တစ်ခုအနေနဲ့လုပ်ထားတာသူ့ရဲ့အောက်ခြေနိုင်ငံလေးတွေမှာဆိုရင်ဒီဆုံးသွားတဲ့မိသက်သမားတွေရဲ့နာမည်ထိုးထားပုံလေးပါကတ်ထားသေးတယ်
လူတွေအများကြီးဆုံးသွားတာဟိုက Survivor 3ဆိုပြီးတော့ရှိသေးတယ်အဲ့ဒါကဘယ်နာလဲမသိဘူးဒီဘက်အချမ်းကိုပြန်ပတ်မယ်ခုနကတော့ပတ်ဖို့မေ့သွားSurvivor 3ကဘယ်နာမှထားလဲမသိဘူးသူတို့ဒီပြိုကျပြီးတဲ့အချိန်မှာတိပင်တပင်လဲကြံတယ်လို့ပြောတယ်ကျန်တာရောတည်တယ်အဲ့ Survivor 3ကလုံးဝမတည်ဘူးဒီနာမအော်ဟိုကထင်တယ်အမတွေ့ပြီဟုတ်တယ်ဒီတစ်ပင်ပဲဒီ World Trade Center ကြီးပြိုကျပြီးတဲ့အချိန်မှာဒီတစ်ပင်လေးသူကြံနေတာအခုနကဒီရုပ်တုလိုပဲပေါ့နော်ဟုတ်တယ်ဒီမှာတွေ့ပြီဝမ်းနေချင်းအထိမ်းမှတ်ဒီမှာဒီတစ်ပင်စာရေးပြီးတော့ချိတ်ထားတယ် Thank you for your stream ဟိုကဆုံးသွားတဲ့သူတွေရဲ့အမျိုးတွေထင်တယ်Always remember never ဒါပြီးရင်ဟိုဘက်ချမ်းကိုမရောက်သေးဘူးဟိုဘက်ချမ်းတစ်ချက်လမ်းလျှောက်ပြီးတော့တွားမယ်ဒီဘက်ချမ်းလေးဆိုတောင်းတော့မရအောင်အကျေကြီးပဲအခုန Oculus တို့ဘာလို့ကြာဒီအောက်မှာရှိရဒီဟိုဟာ park လေဟို New Jersey ကိုသွားတဲ့ရထားဒီကနေလမ်းဒီဘက်ကနေလမ်းတွေ့ရတဲ့ Oculus နဲ့ဟိုကနေဒီဘက်ကလူသိမ့်မရှိဘူးဘိုးဘက်ချမ်းမှာလူများတယ်World Trade Center ရဲ့အောက်ခြေ One World Trade Center ဒါ One World Trade Center ရဲ့အဝင်ပဲပဲမကြည့်
ဝင်ပြီးတော့အထဲမှာစက်ကလေးစက်တွေထားတာ machine ရှိရဒီ One World Trade Observatory ကိုတွားချင်တယ်ဆိုရင်ဒီ One World Trade Center ကဒီ One World Trade Center က2013မှာပြီးတာပြန်ဆောက်ပြီးတော့2013မှာပြီးတာအမြင့်ပေကဒီ American နိုင်ငံရဲ့လွတ်လပ်ရေးနှစ်ကိုကိုစားပြုပြီးတော့တဲ့1986အမြင့်ပေရှိရဲ့တဲ့ဝေါမြူရီဆိုင်နေတာမိုးရွာချတော့မှတင်တယ်အမြင့်ကြီးပဲဒီနားမှာအတိုက်မြင့်နေပြီပဲရှိပါပုံမိုင်းနေတာပဲမိုးရွာချတော့မယ်ရာရီကိုကျန်းတာဒီမှာရိုးရာရီဆိုတာလားမိုးရွာချတော့ချမယ်ဒီချိန်လည်းချလိုက်တာဒီနေ့ရမ်းပူရောနောက်နေ့ရမ်းအေးမယ်ထဲမှာအုတ်ကူတွေလားပါလားမသိဘူးဒါကစိန့်ဘောချက်ဘုရားကျောင်းတမိုင်းဝင်ဘုရားကျောင်းပေါ့နော်ဒီ9/11ဒီတိုက်ခိုက်မှုအဲ့လိုမျိုးကျန်းဖက်မှုဖြစ်ပြီးတော့ဒီစင်တာကြီးဘောထိတ်စင်တာကြီးပြိုကျတဲ့အချိန်မှာဒါကိုဒီရေးစင်တာဖြစ်အသုံးပြုတာလေးဘုရားကျောင်းအထဲမှာဒါအုတ်ကူတွေလားပါလည်းမသိဘူးတကားပိတ်တာဝင်လို့တော့မရအဝင်မဲ့ပေါက်တော့ရှိလာတော့မသိဘူးကိုယ့်ဘက်ချမ်းသာတာပဲမှာဒါကဆက်ဝေးဆင်းတဲ့နေရာတကားဘက်ကဒီမှာအော်ပိတ်ထားတာပဲတကားပိတ်ထားတယ်ဒီ Oculus ရဲ့ရှေ့မှာရှိတယ်ဒါ Oculus မှာ World Trade 哎，来呀！